အလုံးမဲမင်္ဂလာခင်ဗျာဒီနေ့ကတော့အိမ်မနေကျွန်တော်ပြင်းလာတယ်ကျွန်တော်လို့ကျွန်တော် blog တစ်ခုရိုက်မှာဖြစ်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်စမိတ်ညက်ပြမယ် blog ပါကျွန်တော်နဲ့စမိတ်နဲ့မလိုက်ဘူးဆိုပေမဲ့လည်းကျွန်တော်ဘာဖြစ်ပါလဲ strong ကြီးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အင်ဂျီကိုတော့အလေးလူရှုပေးပါကျွန်တော်ကအရင်အိမ်မနေစုပ်စုပ်ပြက်နေထားပါတော့အဲ့မှာစမင်းချို့မဟုတ်ပါဘူးစမင်းလေးစီမြင့်မဲ့လေးကောက်ချို့ပြီးတော့အဲ့မှာပါနော်စမိတ်ညက်တာလွယ်လားဆိုတော့ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့ကျွန်တော်ဖုံးမှချိရတော့ပို့ပြီးရှုပ်ပါတယ်ဘယ်လိုပဲဖြစ်ပါနဲ့ကျွန်တော်ညက်ပြမယ်ဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးခေါင်းကိုဖိလိုက်တယ်ဘာဖြစ်ရင်ဖြစ်တယ်ကျွန်တော်မသိချာမှဆိုလို့ပေးတယ်နဲ့ပဲကောက်တိုင်းပြတယ်ဘူးကလည်းပြောင်းပါသေးတယ်နှစ်ဖူးပြောင်းရင်ပညာရှိတယ်ကျွန်တော်စကားရှော့ပြောပြပါမယ်ကျွန်တော် rapper ဖြစ်နေတယ်ကျွန်တော်စကားပြောမြန်ပါတယ်ချားပါတော့စက်ကြည့်လိုက်ရအောင်ကျွန်တော်စကားကိုပြောမှာဖြည်းဖြည်းပြောပြပါမယ်ဖြည်းခင်ဗျာပြန်ချားပါတော့အမှဆိုရင်ကျွန်တော်ပေးရနဲ့ကောက်တိုင်းပေးလိုက်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဘယ်လောက်ညက်မှန်းကျွန်တော်မသိလို့ပါစမိတ်ညက်လည်းမရဲတရေနဲ့ဗောနော်ကျွန်တော်လည်းပဲတက်နိုင်မလဲအမှညက်ပါတော့မယ်ခင်ဗျာဆက်ကြည့်လိုက်အောင်ကဲမှာပဲကြည့်လိုက်ပါတော့စောက်ခွက်ကပေါ့နော်အစင်ပြေနေဘူးပေါ့နော်ကြည့်လို့ဆိုရင်လည်းအဲ့မှာဘေးများညှက်လိုက်ရင်လည်းကြည့်ကောင်းမထင်လို့ညှက်လိုက်တာအရင်မှန်သွားပါတယ်ရှက်လေးပါသွားကြမှာကျွန်တော်အရင်ကိုမိုက်သွားပါတယ်ဘယ်လိုပဲဖြစ်ပေါ့နော်ဒီတိုင်းနေရာထက်တာဆိုရင်ကျွန်တော်အဲ့လိုပုံစံအရင်မိုက်ပါတယ်နောက်တစ်ဖက်လည်းတက်ညှက်ပါတယ်ဒါပေမဲ့မကြီးသွားပါဘူးဟိုပန်းဒီဘက်အမှနောက်တစ်ဖက်ကိုလည်းတေချာပြန်ညှိလိုက်တဲ့ချိန်မှဖြစ်ကျွန်တော်စပင်ကနည်းနည်းကြည့်ကောင်းအောင်ပါတယ်တခြားမှာပြန်ပေါ်လာမသိပါဘူးနောက်ပြီးတော့ဘေးကဗာတဲ့အချက်အမိလာပါလားမသိအဲ့ဒါကိုလည်းနည်းနည်းညှိလိုက်ပါတော့ဖုံးမှပြတော့ပါတယ်ဒါပေမဲ့ကျွန်တော်အမြင်မှာတော့ main class ဆံသွားတယ်လို့ခံစားရတော့ကျွန်တော်တိတ်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့လည်းဘလို့ဖြစ်ပါတော့ကျွန်တော်ဒါဆွမ်းကြည့်အောင်ပဲပါဒါပေမဲ့ကျွန်တော်ပြန်ပြင်ပါကျွန်တော်မကြိုက်ပါဘူးအမလေးစမိတ်ကလည်းမြန်မာပြည်သိန်းတန်ကီနဲ့စညစ်ရထားပါတော့ဘလို့ဖြစ်ပါတော့ကျွန်တော်ထွန်းချီုံလေးပဲထွန်းချီုံလေးပဲဆိုတော့ကျွန်တော်ဘာမှမဖြစ်တော့ပါဘူးဒါကတော့ဘာကလေးဆိုတော့နေပါအောင်တရုတ်ကဟိုအကြောင်းလူလားကိုရီးယားကအကြောင်းလူလားဘာလားမသိဘူးလူပြောတာမဟုတ်စပင်ပြောနေတာစပင်အဲ့ဒီကေကကျွန်တော်လည်းမသိပါဘူးဘာကမဲတော့မသိဘူးမဲကျွန်တော်တက်ကကြတော့လုံးဝယူကွမ်းနေပါတော့အစိုးဆုံးကဘေးနှစ်ဖက်သိလိုက်ကျွန်တော်မျက်နှာကဘာရှိတယ်မသိ over လားဘာလားညာလားမသိပါဘူးမဘေးပေါင်းသုံးလုံးကြီးဖြစ်သွားတာပါနော်စပင်ကိုပြောတာပါဘာညာပေါ့နာမည်လည်းသူကဆောက်ချော်ကြီးဖြစ်နေတယ်လို့ကျွန်တော်ကဘလိုပဲနေဆောက်ချော်ကြီးဖြစ်နေပါတယ်စရဗျာရုပ်ခက်လေးရှိတော့နည်းနည်းတော့ကြည့်မကောင်းပါဘူးဘယ်လည်းမကြည့်မကောင်းဘူးကျွန်တော်မြန်မာလုံးဝအဆင်မပြေနေဘူးပေါ့နော်အောက်ပိုင်းမညက်ရတာကြားပြီဆိုလို့အောက်ပိုင်းလည်းနည်းညက်ပေးလိုက်ပါတယ်ဒီလိုပုံမှန်ညက်ရတာကျွန်တော်တို့ရန်ကောင်းတယ်စပင်ကဘယ်မှာပူရှိလာတယ်လို့ခံစားရတယ်ကျွန်တော်ကရှေ့ရတဲ့မကြတယ်ဒါပေမဲ့ရှေ့ကျွန်တော်အနည်းဆုံးတစ်ခါတော့အမြဲတမ်းညက်ဖြစ်ပါတယ်ဆိုင်မသွားဖြစ်တဲ့ကြောင့်ကျွန်တော်အိမ်မှာပဲထညက်ပါတယ်ပေါ်တော့မကြပါဘူးကစ်ထားပါတော့ဒီလိုစပီနဲ့ဘလို့စပီနဲ့ပုံစံနဲ့လို့ရမလို့ဆိုတာဘူးစက်ပြမှာဖြစ်ပါတယ်ခမရအရင်ဆုံးစမင်းနဲ့ဆိုကြည့်ပါအောင်ကွမ်းနဲ့လုံးဝယူပါနော်ဒါပေမဲ့အဲ့ဒီရှူးကြနေတဲ့အရာကိုတော့ကျွန်တော်အရန်ကြိုက်ရဗျာဒါတော့ကန်ကားလို့စမိတ်ကအရန်တူကြီးမညှက်လိုက်မိလို့ပါဗျာကျွန်တော်မဟုတ်ရင်ကျွန်တော်ဒါစမိတ်ရှိတော့နော်ဒါပေမဲ့နောက်ပြီးတော့စမိတ်မရှိတဲ့ဟာကြတော့အရန်မိုက်ထစ်လားဘာညာပေါ့စမိတ်နဲ့ကျွန်တော်မလိုက်ဘူးဆိုတာဒါမျိုးကိုပြောတာဟေးကျွန်တော်စပင်သေးလို့ရတော့ကျွန်တော်အရန်ပြောသွားပါတယ်တော်သေးလို့နည်းနည်းပဲညှက်လိုက်မိလို့ဗျာကျွန်တော်ဖင်ရတာကြောင့်နေပါအောင်ကျွန်တော်အလေခွေးနေမလိုက်ရှိခွေးလည်းဘာမှမလိုက်ဆိုရင်ကျွန်တော်ဘေးခွဲလုပ်ချင်မှဖြစ်ပါတယ်ခင်ဗျာဘေးခွဲနေကြပို့ဆိုးရတယ်လူကြီးမင်းနာချီးဝတ်တော့ခံစားရပါဒါပေမဲ့မိုက်ပါတယ်ကျွန်တော်ကြိုက်ပြီးရပဲနောက်တစ်ခုအနေနဲ့ကျွန်တော်ကအပေါ်ပိုင်းစီးကြပါเนาะအောက်ပိုင်းကိုချပြအပေါ်ပိုင်းစီးရပါညာပေါ့မသိပါဘူးဒါကြတော့စောက်ချိုးကြီးနဲ့စီးရ style ပေါ့မသိပါဘူးကျွန်တော်လည်းတော့ like တယ်လို့မ like တယ်လို့မသိပါဘူးလေကျွန်တော်လည်းမျက်နှာရှည်တယ်ကျွန်တော်မသိပါဘူးထားပါတော့ကျွန်တော်အဲ့ရှေ့ဝရမ်းကြိုင်တာပေါ့နော်ဘလို့ဖြစ်ပေါ့ထားပါတော့နောက်တစ်ခုအနေနဲ့ကျတော့ကျွန်တော်စပင်ကိုဒီတိုင်းပဲစီးကြည့်တော့နားကျွန်တော်စီးကြည့်တယ်ချိန်မှာကျွန်တော်လည်းမိုက်ပါတယ်ဒါကကျွန်တော်ကြောင်းသွားရင်စီးနေကြစပင်ပါထားပါတော့ဒီဘလော့အရန်ရှူတယ်လို့ sorry ပါအဆုံးထိကြည့်ရှုပေးတဲ့ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ် bye